Hello အားလုံးမင်္ဂလာပါခါရီပါကျွန်တော်အရိုးကြောက်ခါရီကနေကျွန်တော်တို့ဝါလီရှင်ပို့ပြီးတော့ပတ်စံရမယ်ဆိုရင်ခင်ဗျားတို့ရှုံလားမယုံတော့ကိုပဲကြည့်လိုက်တော့ဗျာဒီမှာဆိုအရိုးကြောက်ခါရီကဘယ်လောက်ထိပတ်စံရှာနိုင်လဲဆိုတော့အရင်ကြည့်မယ်ဗျာဟဲ့ဟဲ့အားလုံးဝလေးရောမှာပါလွင့်နေတာဗျာအရိုးပဲရှိတော့အဲ့လောက်တော့ရှိအောင်ဟဲ့ဟဲ့ကဘာလုပ်ခိုင်းတော့โอเคပထမဆုံးဥလေးဖောက်ခိုင်းတော့ကဲဝါဟာတဲ့ဘာလေးပေးမလဲကောင်းတာလေးပေးစမ်းဝါOkay, ready. Okay, မဆိုးပါဘူးလူဆုံးမဟုတ်တော့နေပါကောင်းတာလေးရအဆင်ပြေကဲခါရီရိုးကြောက်ကနေပြီးတော့ကျွန်တော်လူဝါကြီးထေအောင်စားရတော့မယ်တောင်းကဲ come on ချအာနေခါနေပိုက်စားနေမြတ်စားလိုက်ဟာ okay လေဖိုးရပါပြီကဲလေဖိုးကဲဒီခါတော့နေလေးတော့လူအောင်ထွားလိုက်အဲ့မဲ့လေးပေါ်မှာကျင်းစက်ကူလေးလေးပေါ်လွင့်နေလို့ပဲပိတ်ညောင်းကဲပြင်စားမယ်တောင်းcome on ဟိုင်ပတ်စံထပ်ပြီးတော့ပတ်စံရှာလိုက်အောင်နော်ပတ်စံရှာကဲကျဲလုံးဝစက်ကူလေးလေးပေါ်လွင့်နေလို့ပဲကျွန်တော်ကကယ်ရီ600ပဲရှိသေးရဲ့ကွာဟာဘာလဲဘာဝယ်ခိုင်းတော့ကယ်ရီများရအောင်တော့ကျွန်တော်စားတောက်တွေဝယ်ရကဲဒီခါတော့ကျွန်တော်တို့ကိတ်မုံစားမယ်ဗါလဲnope ခေါ်ကိတ်မုံစားမယ်စားကယ်ရီထောင်းတော့ပြေးသွားပြီ refresh လုပ်ရမယ် okay ပြန်ပြီးတော့ပိန်သွားပြီပေါ့နော်ကဲထပ်စားဝါလုံးဝချာအဲ့ရောလိုင်းကြောက်လာကွာကယ်ရီ900ကယ်ရီထောင်းပြေးသွားပြီကယ်ရီ1500လောက်တော့ရခေါ1600ဝါပတ်စံရှာကဲခဏကတော့ပြေးဝါဖြစ်သွားဟဲ့ဘလို့လုံးငါကောင်မျက်လုံးနှလုံးဖြစ်နေမျက်လုံးလေးလုံးနဲ့နဲထူးဆန်းတယ်ကဲဂျုံထိုးပြီဝါဒီခါတော့နဲလူကောင်ထွားသွားပြီဆိုတော့မိုက်ဘာတော့အားရငါရိုဘတ်တစ်ပတ်ထဲနဲ့လာပြောနေပတ်စံမရှိပါဘူးဆိုတော့ပတ်စံရှာလိုက်အောင်ပဲကဲ let's go boom မိုက်တယ်ဝါအဲ့ဘေးမှာအားပေးနေကောင်လေးရှိရပေါ့သူတို့အားပေးတော့ပတ်စံပူရှာလို့ကောင်းတော့ပတ်စံရှာမယ်ရပါပြီအဲ့လိုအများကြီးမရှာဘူးရအားလေးကင်းရစောစီပတ်စံအများကြီးရှာထားလို့ရှိရင်တော့မကုန်မဖြစ်သွားလိမ့်မယ်ကဲထပ်ပြီးတော့လူအောင်ထောင်းကြိတ်လိုက်အောင်မယ်ကျွန်တော် level 80တင်လို့ရပြီကွာကဲ level 6ဆိုတော့စားလိုက်ဘေးကောင်ပါဇက်2ပေါင်နဲ့ရောက်အမှန်ကန်ကြိတ်တယ်ဟမ်ဘာဂါလားဟုတ်ပါတယ်ကောင်ဘာစားနေလဲမသိစိတ်မူတော့ခန့်တယ်တော့တယ်ဦးလေးရင်ဖောက်လိုက်ရမယ်ထဲကွာနောက်တဲ့ကောင်းနိုင်ပေးဆောင်ချโอเคနောက်တစ်လုံးထပ်ပေါက်လောက်ပါချပါဟိုကောင်းနိုင်ပေးတာโอเคမဆိုးပါဘူးကောင်းတာလေးရကဲခါတော့ကျွန်တော်အကောင်3အောင်ရပါပြီစားတာဘယ်လောက်ကြီးမြန်သွားလဲ90ကီလိုကြီးဆိုးပါလေရှိကိုတင်လို့ရတယ်လားဆိုโอเคမုံတက်ဝယ်မယ်900ကွတ်တီပဲကဲနောက်ရဝေးချမယ်ကဲဝေးပြန်ကြသွားပြီဘေးက9လေးတော့ငါထက်ကြီးနေလေမင်းတို့ကောင်လည်းခဏပဲထွားပြီ oh my god ရှယ်ကယ်ရီ3000ကျော်ပါပြီကွာဆိုးဒီကောင်ရကယ်ရီ200ကျော်တော့တက်တာပဲကွာတော်တော်မြန်လေlevel 8ကိုချင်းပြန်သွားတယ်ခေါင်းကယ်ရီ9တော့ကယ်ရီ1000ပြည့်သွားပြီဆိုပတ်စံသွားရှာlet's go ဂျွန်ထိုး boom nice ကဲနောက်ခေါက်ချင်းထပ်ထိုးမှာကွာခေါင်းဆက်ရှာကဲကျွန်တော်ခုလောဆယ်တော့ကျွန်တော်တို့ခဏကိုပြဝခါရီတော့ဖြစ်သွားပြီလူထွားခါရီကနောက်မှလာဝတ်တုတ်ကြီးဖြစ်အောင်စူးစမ်းတိတာတော့ရေတွင်းဂျမ်မင်းခုံတဲ့ကောင်တွေလုံးဝပိန်ပါတွေမဟုတ်လားဒီကြမှာအလုံးဝဝတ်တုတ်ကြီးတွေတစ်ဖြစ်အောင်စူးစမ်းဟုတ်ဘမ်ပတ်စံပြောရပါဒီတောင်ဆိုးပါဝဲမရောနေရောကောင်းပြီလားရောလက်ကိုရေပြုတ်ကြတဲ့အဖဲကွာမိုက်တယ်တော့ခုက2000ကျော်တယ်တော်တော်စီးကြည့်တာပဲ1 million 5 million ပါလဲကွာ
ဟာနေခုလို့စေ level ထက်တင်အောင်ထက်ကြိတ်လိုက်အောင် level 10တော့ level 10တော့ carry လောက်ရှာအောင် carry နောက်တဲ့1000ခွဲဆိုတော့တော်များတာပဲပေါ့ခေါ်မုံနောက်ထပ်မုံတစ်ဝယ်ပေါ့2500ဒီမောစားအသိမကောင်းဘူးမုံကောင်းလေးဝယ်စားလိုက်အောင်ကဲကဲ2000လောက်ရပါပြီပတ်စံဘယ်လောက်ရမလဲ okay 2k not bad ကဲမလိုချင်တဲ့မုံတစ်တွေဝယ်လို့ရပြီကွာမုံတစ်တစ်ခါလေးဝယ်မယ်ကြော် let's do ကြော်စားလို့ရပြီကြော်ကြိတ် level 10 come on level 10ရတော့ပါပြီကဲနောက်ထပ်မုံတစ်ဝယ်ပေါ့ဘယ်လောက်ပတ်စံဘယ်လောက်လို့1000ခွဲနော်1000ခွဲရှာလိုက်1000ခွဲကဲ2000ခွဲဝါဟဲ့ကျွတ်စင်ရောက်ကြီးလဲပြီးတော့ပါကြာတာမှန်ကိန်းဟေးရောက်တစ်ချက်3000မိုက်တယ်2000ခွဲဆိုတော့ငါဘယ်လောက်ရှာတော်ရှာမှာပေါ့ပတ်စံပြဿနာမရှိပါ3000ချက်ခုံချင်3000ဆိုတော့ဟောတော့ခေါ်10ချိန်နီးတော့ခေါ်9ချိန်လောက်ခေါ်2000ဝယ်အေးပေါ့လောက်ခေါ်နော်ချိန်ကို3000 9000ကျော်ပါပြီပတ်စံဘာလဲရော clean ဟဲ့ကဲရီထတိုးဟိုင်းအကောင့်တစ်လေးရတယ်ပေါ့ပတ်ကဒီမှာလဲလို့မရဘူးခိုင်းဒီမှာပြီးမှဆက်ခုံလာတယ်ဆက်လိုက်16000ပါလေစားတော့တဲ့ဝယ်1000ဝယ်ငါ2000ဝယ်နဲ့မှားနေ sorry ကဲ refresh လုပ်ပြီကွာပြီးသွားရင်ကခုနအကောင့်တစ်လေးရတာပေါ့5.1 နဲ့မဆိုးနောက်ပြီးရင် achievement တွေဘာပွင့်အောင် refresh လုပ်တာ okay အဲ့ဒါ achievement တွေယူအောင်မယ်ဘာလဲတော့မသိဘူးကွာယူကွာအကုန်ချကွာအကုန်ယူလောက်ဟာဒီမလေးဟဲ့ပြောငါပြောင်းနေငါကောင်တော်တော်သေးရတာပဲကွာကဲကြိတ်ဟဲ့ကယ်ရီမြင်နေကွာတော့1000ကျော်တော့မှရှိဒီမို့တော်ကယ်ရီများတာပဲကွာစီချော်မုံဆိုအဲ့လိုရှိဟဲ့ချင်းကိုဖတီးဖြစ်သွားဟဲ့ဟိုကောင်ပိန်သွားlevel 7 okay level 7ထိတော့စနေကိုမတင်သေးဘူးကွာခါနေဘာပေးရထပ်ပြီးတော့စပင်ဝီးတဲ့စပင်ဝီးကငါပြမလဲအောင်ဒီကွာ fast food event ပတ်စံနေတယ်ကွာပေါ်စီမဟုတ်အားဒါပါပတ်စံရှာ let's go boom ဝေးချက်ကိုတောင်းလေးပါပဲဟဲ့တောင်းလေးပါရှာနိုင်ပါပြီနှစ်ခါလောက်ခုံပြီးပါရင်ကဦးတစ်လေးဖောက်ခေါ် let's go okay မိုက်တယ်ရှေ့ကဲဒီကောက်ခုံပြီးပါရင်တော့ငါနှစ်ခါဆိုတော့3ခါတော့ခုံပြီးပါ3ခါဆို3လုံးဖောက်လို့ရပါကွာ3လုံးမို့ခါနေရတယ်ခုနရေထဲခုံချတဲ့ spray effect လေးခုံချတဲ့ effect ကလေးယူရမယ်ဒီ effect ကတိတ်ပြီးရိုင်းမလှလေးဒီထက်လှတဲ့ effect လေးယူရမယ်20 meter အဲ့ကောင် auto မပိတ်မိရလေ sorry ကဲကွာငါကောင်ရခုံချတာရလုံးဝရုပ်ပေါက်ပါတယ်ကွာလှည့်ပြီးတော့ခုံချတာနော်ကျိုးကန်းကုန်တော့ကဲရေထဲခုံချတဲ့ effect လေး2000ကျော်အခုက32000နဲ့ဒီ effect က anti effect လေးလှတယ်တော်လှခေါ်စားတော့9000ခွဲခဏနေဦးလေးဖောက် come on 1000နဲ့ဦးဘာကောင်းလဲ1000နဲ့ဦးပါလေညံဆုံးပေးရ come on ကောင်းနိုင်ပေးပါshit ရှော့ပေါ့ကွာငါမကောင်းနိုင်ပေးဒါ 4.7 ဆိုပါ refresh လုပ်ဖို့အတွက်ထပ်စားမယ်ကွာစားမယ်တောက်နောက်ထပ်မုံတစ်ခုက9000ခွဲလားပတ်စံရှာကဲ level 7ရပါပြီ auto jet ဝီဘူးဒီ effect မစိုးနဲ့လာ16000 let's go ဟိုကောင်ကဘယ်လောက်9000ခွဲဆိုတော့3နှစ်ခေါက်6000 3ကငါကတော့ခေါ်ရမယ်ပေါ့ခေါ်5ကလောက်မဟုတ်ဘူး
အမှန်ကန်အားပေးနေကြတာရောင်ကြီးဒီဘက်ကကောင်เนี่ยအော်လူကောင်ရမ်းမထွားသေးကွာလူကောင်ရမ်းကြီးသွားလို့ရှိရင်ရေကူးကနေပါနှစ်ပိုင်းကျိုးပေါ်မလားမသိ5000ကျော်6000ကျော်နောက်ခေါက်တော့ခေါ်အောင်ပေါ့ကဲဒီကနောက်ဆုံးပဲကွာဝီဘုံပြုတ်ကြတဲ့ဖက်ကအရင်တော့မလှသေးဘူးဒီတက်လှတဲ့ဖက်တွေလာအောင်မလားမသိပတ်စံမုံရမုံတဲ့ကဲဒိုးနဲ့စားလိုက်ရပါပြီအဲ့တော့โอเคဒိုးနဲ့ရပါပြီကဲဒိုးနဲ့စားဖို့အတွက် refresh အရင်လုပ်လိုက်ပါမယ်ကဲ level ထပ်ပြီး up လုပ်ရပြီဒိုးနဲ့က carry ဘယ်လောက်များလဲမသိ2000ကျော်ဆိုးပါအဲ့ဒါ carry တော့အဲ့လိုရအမြင်တယ်ဟောဟဲ့ level 10ကိုချင်းရောက်သွားရောကျွတ်စင်အဲ့ဟောကောင်းလေးဒိုးနဲ့စားနေတာကွာဒိုးနဲ့စားတဲ့က1 million ထိမြင်လို့ရတာအဲ့တော့ကျန်းတာပေါ့အောင်ငါလေးမြန်လိုက်ခဲ့မယ်ကျွန်တော်ဒိုးနဲ့စားနေပြီဗျကိုကြီးကျွန်တော်မြန်လိုက်ခဲ့ကိုကြီးနောက်အဲ့ဒါပေမဲ့1 million နဲ့ငါ3သိန်းနဲ့ carry 3သိန်းနဲ့တော်တော်ကွာနေလို့ခံစားအဲ့တော့ကွာဟာ come on level 73တော့ up လုပ်လိုက်မယ်ပြီးတော့ရင်3သိန်း2000နဲ့ပတ်စံရှာအောင်အများကြီးရှာအောင် okay let's go ဟိုရဂျွန်းထိုးသွားပြီအမှန်ကန်ဟဲ့မလဲတော့ရုံမပေါက်တော့ငါကောမှန်ကန်လှဲဂျွန်းထိုးခုံချဟိုကောင်လှဲတော့မရှိတာငါကောင်ဂျွန်းထိုးတာကွာကဲလို့2000ဆိုတော့2သိန်းပြောတာကဲလို့2သိန်းဆိုတော့ဟဲ့တစ်ချက်ကို3000ခွဲမိုက်တယ်3000ခွဲဟိုကောင်3သိန်း2000ဆိုတော့ okay ငါနောက်ထပ်ရေလေးပြုတ်ကြတဲ့အဖက်လှလိုက်တော့ဝဲ come on နောက်ချက်တော့ကဲရပါပြီနောက်ထပ်မုံတစ်ကဘယ်လောက်လဲမသိဘူးမုံလေးပါတခါလေးဈေးဝင်ကြည့်တာမုံတကွာ cheese လားမသိဟလား cheese က3,8000ခွဲ what the hell ကဲရေလေးပြုတ်ကြတဲ့ဖက်ဘယ်လောက်မလားအိုးမိုက်တယ်ချက်တော့ကြည့်ရအော်ဒီကောင်ကဟွာလေးနေကွာ monster ဟွာလေးအော်ရေလေးပြုတ်ကြပါမိုက်ပါပြီပါလေးလေကွာ okay 100 for 5မိနစ်တည်းပတ်စံရှာဖို့အတွက်အကောင်းဆုံးခြေလာမသိမင်းနှစ်ဆပေးမှာဟာလားဟုတ်တယ်နှစ်ဆပေးတာပတ်စံရှာမယ်5မိနစ်ဆိုတော့ငါတို့အများကြီးပဲ4မိနစ်တောင်ကျန်သေးဟော come on 3သိန်းကျော်ဆိုတော့ okay ငါဘယ်လောက်မှမချဘူး3ခေါက်လောက်ပဲခုံချ come on let's go ဒီကအိုးရမိုက်ဖက်ချစ်ချစင်နောက်ခေါက်နောက်တစ်ခေါက်ပူးနောက်တစ်9000ဆိုတော့3သိန်းကျော်သွားပြီကဲနောက်ဆုံးတစ်ခေါက်ပဲ let's go ငါကောင်က level ငါကောင် level 1 2 3 4 500 level အဆင့်5ပဲရှိတယ်ဟောကောဆက်ရမုံတေဝဲမယ် cheese ရပါပြီရော်ဘီဘက်စ်လောက်ပေါ့ငါမုံစားအောင်ပါဟာ carry 3000တော့နည်းနေတော့ခံစားရတယ်1 million ကောင်ဘာလို့အခုချိန်ဒိုးနဲ့ပဲစားငါကောင်ငါတွတ်တက်ပိုကောင်းတယ်မဟုတ်စားနေ1 million ကောင်ကြီးတော်တော်ဟောဖြစ်တာပဲစားတာနှေးလိုက်ဒီကောင်ဟောနဲ့စားနေအော်တိုနဲ့စားနေဖြစ်တယ်အော်တိုရန်နေရအောင်ငါမြင်မယ်စားမယ်တောက်ကြည့်ဝေါကဲလူဘလောက်5သိန်းတော့ပြည့်တော့ပတ်စံနေနဲ့ရှာလိုက်ပဲဘာလို့ကဲဝီတင်ထားတာလည်းငါဖြစ်မှာဆိုလို့ဂျုံထိုးဘူးဟောဖက်ကြီးကိုရှိုးလုံးဝဘေးကောင်လေးကတော့လုံးဝရေးစင်ကုန်တော့မှာပဲဟာဒီကောင်ဘာလို့မရှိငါကောင်ဂျုံထိုးတာဘာမှမလောက်ရငါဖက်ကိုရှိုးလိုက်မှာကျွတ်စင်ရောဘလောက်တိန်ခုနတော့အေးပါပတ်စံရှာနှစ်ဆပဲရှိသေးboom ကဲလောက်စရပါပြီ refresh လုပ်လိုက်အောင် refresh ကဲ refresh လုပ်လိုက်ပြီဘာလဲအိုးလေကောင်းလိုက်တာဘာလေးလဲ come on ဘာလေးပေးအကောင်းလည်းပေးတယ်900 ray တဲ့ကောင်းလားမသိတခုတော့ပေါ့ဒီကောင်းလေးလား9ဆပဲရှိတယ်ဘာလုံးcome on ကောင်းလားမသိခါနေကောင်းလေးတော့ကြည့်လိုက်အောင်3အောင်လို့ရပါတယ်မုံစား
carry မင်းတင်ဟဲ့ငါမှာ2မိနစ်ကျန်နေကွာငါတို့ပတ်စံနဲ့စားရကောင်းပတ်စံရှာလို့ရမြန်လေးကျုံcarry တသိန်းပဲရှိတယ်ကောင်းဒါမုံတိကဘယ်လောက်လဲမသိဘူးမုံကောင်းတာရှိ1.29 million နဲ့မုံဝယ်ဖို့အတွက်ပတ်စံရှာအောင်ပတ်စံရှာ2သိန်းcarry 2သိန်းမြန်နေရောကောင်းcarry 3သိန်းကိုရီ3သိန်းကဲ3သိန်းကွယ်3သိန်းငါဘယ်လိုလုပ်အောင်လဲโอเคပထမဟောတော့ဒီစက္ကန့်40လောက်ဟာမုံမဲ့စားလိုက်ဟောရဖက်တစ်ဝယ်ဖို့ဘယ်လောက်လိုသေးလဲမသိဖက်တော့ကြည့်2သိန်းကျော်ပဲရှိရဝယ်ဝိုင်းဘာဖက်လဲတော့မသိဝယ်လိုက်ပြီမောဆာဖက်တီဖြစ်သွားပြီယောကယ်ရီ9သိန်းပြည့်တော့မယ်ကယ်ရီ9သိန်းပြည့်တော့မယ်ကယ်ရီ9သိန်းပြည့်သွားပြီ6သိန်းဟောမောကယ်ရီ6သိန်းโอ้ကဲမောကယ်ရီ6သိန်းပြည့်သွားပြီ let's go ဘယ်လိုခေါ်မလဲဂျုံပြအဖက်ကိုရှိုးမယ်โอ้ရဘာတော့ဒီမွန်တီးရလားမိုက်လာဒီမွန်တီးဟလားမိုက်နောက်ခေါ်တော့ broဟေးဖတ်ကြည့်ရကျွတ်စင်ရောက်လေတမြန်ဘက်တွေလာကတ်သွားcome on အာလူကျော်ဒီမှာတင်ထားတာကွာအေးဘောကွာအာလူကျော် carry ဟောဖြစ်တော်များတယ်ကွာကောင်ဝိတ်ချော့နေကောင်တွေကတော့ carry short ဖို့ဆိုရင်အာလူကျော်ရှောင်းမရ come on ပတ်စံဘလောက်တစ်ချက်ကိုရော2သိန်းဝန်းနီးပါပဲ2သိန်းဝန်းနီးပါမို့2သိန်းဝဲအေးဘလီဟာဟဲ့အာရချီချောကြနာလားမသိရအမှန်ကိန်းအောက်ထဲရောက်ကဲစက္ကန့်လည်းသိမရှိတော့ဘူးဆိုတော့အေးခဏပတ်ဆက်တက်ချလိုက်ပါနှစ်ခေါက်လောက်ခုံလို့ရမလားမသိcome on ဘူးခေါနောက်ခေါမမီတော့ဘူးရောင်ကြီးမီတော့ကောင်ရေးထဲမှာပျော်နေသေးတယ်ကွာဘူးတသိန်းကျော်ပဲရတာ1.9 million ဆိုတော့မုံတေဝယ်လို့ရပါပြီ come on ကဲလုံးဝပီဇာစားမယ်ပီဇာပတ်စံလိုသေးဟာနောက်ခေါက်တော့ပတ်စံတိုးနေသေးရကွာနင်းထိုင် come on 2 million ပြည့်သွားပြီရပါလေးတော့ clean ကောင်းတစ်လေးရတယ်ကွာဘယ်လောက်လဲမသိတော့ရ9နဲ့မစိုးဟာမိုက်တယ်โอเคပီဇာစားခြင်းရောက်ပြီပီဇာကယ်ရီမြင့်နေတယ်မှာပီဇာလေးပါလာပဲကွာ refresh လုပ်အောင်ရငါကယ်ရီမလောက်သေးကြည့်အောင်ပေါ့come on အခုမှ level 14ပဲရှိတယ် level ဟွာတိတင်လို့ရ16တိတင်လို့ရကျွတ်စင် come on carry I need a carry come on မြန်စားရောင်ကောင်4လုံးမျက်လုံး4လုံးနဲ့ရောင်ကြီးအမှန်ကိန်းရောင်ငါရင်တော့အလောက်ပဲရှိရနော်တော်တော်ကြီးသွားပြီကွာ2 million ကောင်နဲ့ငါနဲ့ site ကတိတ်မကွာဒါပေမဲ့ဒီကောင်2 million ငါ1 million ဘာပြန်ငါပြေးရမှာပြေးရပုံစံကွာအမှန်ကိန်းဘာအိုးတွေဘာလဲကွာခတဲ့ဒီ post no not that $5 million ရကျွတ်စင်ပါအခါ1 million ဆိုတော့ခါဒီအောက်ဒီမှာပတ်စံထုတ်လိုက်ရမယ်ဟုတ်တယ်အကောင်ဘာလို့ခိုင်းတာတီးရနားမလဲlevel 16ကိုတင်လိုက်မှာကွာတခါလေ come on let's go ဟောကောဒီပင်ကမှလည်းရှိတာဗောကွာမင်းရတယ်ဆက်ရှာခေါ် level 16ကတော့ကြာရောခုံလိုက်တော့ champion လောက်လိုက်တော့ come on let's go ဘူးဟော3သိန်းကျော်နော်တော့2ဆတော့မှအဲ့လောက်မများဘူးလားလို့2သိန်းကျော်ပဲရဟိုက3သိန်းကျော်တော့ပူချမ်းသွားဟဲ့ level ငါက level 2ကွာlevel 2ကိုရရှိတာပြီ level 1ကကောင်ငါထက်တော်တော်များတာပဲကွာအဲ့ကောင်စော်လေးကွာဒီမုံနေ2 million ကောင်ဖြစ်တယ်ချောကြတာကောင်ဘူးချောကြနေတယ်လိုင်းကြတာဘာလဲကွာအမှန်ကိန်း
Come on, come on. Boom. Come on, 2 million. 2 million မပြေးသေးဘူးလားနောက်ခေါ်လာ2 million ပြေးငါ2 million S ကိုဖောင်း2 million S ကဘယ်လောက်တော့ကြီးမလဲ Come on ဘာလေးပါလဲ2 million S ကိုချက်ချိုးမယ်2 million S မှာ Okay ဝါဖောက်ဝါဘာလေးလဲ Come on ဘာပေါင်းရင်းတော့ဆိုးရတယ်မှာမပေါ့ဒါပေမဲ့အရင်ကောင်းတယ်မှာမပေါ့ဟဲ့တွဲတယ်ရောကျွတ်စင်ရစားတော့မယ်တော့လေ16ကိုမြင့် Come on ကဲ16ရောက်တော့ပါပြီကဲဖတ်တီဝီအေးရောဒီကဘာစတိုင်းလဲဟာခြေချော်ကြတဲ့စတိုင်းနဲ့အမှန်ကန်ဟိုကောင်က5 million ဆိုတော့တော်ကြိုးစားအောင်ပေါ့ Come on let's go boom မိုက် Come on Wee boom nice မိုက် hey Wee oh မိုက်ကဲတော့2 million ထိရှာမယ်ကွာနောက်ချက်ခေါ်ပြီးသွားရင်ရအဲ့လိုဆိုရ boom let's go Okay 2 million S ကိုနောက်တစ်လုံးထပ်ဖောက်လိုက်ကွာဘာလေးပေးလဲလောကွာ EP လောက်တော့ပေးလိုက်အားရကိုတော့ညံ့သွားတယ်အဆုပ်ပလို့ကြီးလာပေးဆုပ်ပလို့ကြီးလာပေးတာလားဗီဇာလေးရပြီဆိုတော့ reverse လောက်ရတော့မယ်ကဲကွာ reverse လောက်လိုက်ပြီကွာကဲမဖောင်ရုပ်ခါတွေရနေပြီးတော့ဟောလို့ဖတ်တီးခါတွေကိုကျွန်တော်စက္ကန့်ပိုင်းနဲ့ပြောင်းလဲလို့ရတယ်ကဲတသိန်းရတယ်ချွတ်စင်ခဏလေးပဲလုံးဝဖတ်တီးဖြစ်သွားပါပြီကျဲအောက်ကောင်လေးလုံးဝငါဖောင်ရုပ်လေးဟဲ2 million ကဲ2 million ပြေးသွားပြီကွာပတ်ဆက်ရှာကြည့်မယ်ဘယ်လောက်ရဝီဘူးဒီသိန်း6တော့ကဲတစ်ချက်ခုံ4သိန်း6တောင်းရပါပြီကဲဘာလေးပေါက်နောက်ဆုံးလိစုပ်ပြတ်တက်တာကြီးပဲပေးတော့ပါတယ်ကဲအားလုံးပဲဗီဒီယိုလေးဒေါင်းနေပဲရနာလိုက်တော့မယ်ဗျာအားလုံးပဲဖိုက်ပါပါဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်